တခုခုကသူ့ကိုအတင်းဆွဲထားတယ်လို့မျိုးခံစားနေရပါတယ်။ကျန်တဲ့ညအချိန်တွေကတော့ငြိမ်းချမ်းနေပေမဲ့ဒီအချိန်မှာတော့ဒီပူရောဟိတ်ကဒါဟာတာမန်မကောင်းဆိုးဝါးမျိုးမဟုတ်ဘူးဆိုတာကိုနားလည်သွားခဲ့ပါပြီ။ဒီအင်အားစုကိုတယောက်တည်းရင်ဆိုင်ဖို့ဆိုတာသူ့စွမ်းအားနဲ့မမီတော့ပါဘူး။နောက်တစ်နေ့မှာသူဖျားเจ้าကိုတွားပြီးအကြီးကဲပူရောဟိတ်တွေကိုအကူအညီတောင်းလိုက်ပါတယ်။သူတို့အားလုံးစုပြီးအဲ့ဒီအိမ်ထဲမှာဘယ်လိုမျိုးမကောင်းဆိုးဝါးမျိုးပုံအောင်နေလဲဆိုတာကိုဆွေးနွေးကြပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီအိမ်ကိုတွားပြီးစုပေါင်းစုတောင်းခြင်းအဖြစ်မကောင်းဆိုးဝါးကိုနှင်ထုတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုအတွေ့အကြုံရင်ပူရောဟိတ်တွေဟာဒီလိုကိစ္စမျိုးတွေကိုကိုင်တွယ်ဖြေရှင်းရမှာနာမည်ကြီးသူတွေဖြစ်ပါတယ်။ညနေဆောင်လာတဲ့အခါမှာတော့ပူရောဟိတ်အဖွဲ့တစ်ခုလုံးအိမ်စီကိုဦးတည်သွားကြပါတယ်။ဒါပေမဲ့လမ်းမှာတော့ထိတ်လန့်စရာမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုကြီးကန်းတစ်ကောင်ကသူတို့စီကိုပြန်တန်းလာပြီးကားရှိလေကမှန်ကိုတိုက်မိသွားပါတယ်။မှန်ကွဲသွားပြီးကားသမားကထိမရတော့တဲ့အတွက်ကားကလမ်းပေးမြောင်းထဲကိုထိုးကျသွားပါတော့တယ်။တစ်ဖက်မှာတော့အိမ်ထဲကအခြေအနေကပိုပြီးဆိုးရွားလာခဲ့ပါတယ်။မေရီရဲ့ဖခင်ကသူမကိုကတင်မှာကျိုးတုပ်ထားလိုက်ပါတယ်။မေရီကငိုယိုပြီးသူ့ကိုရှင်းပြဖို့ကြိုးစားပေမဲ့ဖခင်ဖြစ်သူကတော့ဒါမှပဲမင်းကိုပြုပြင်ပေးနိုင်မှာပါလို့ပဲပြောလိုက်ပါတယ်။ညကတဖြည်းဖြည်းမှောင်လာခဲ့ပြီးရုတ်တရက်အိမ်ရှိတကားပွင့်သွားကပူရောဟိတ်ကအထဲကိုဝင်လာပါတယ်။သူ့ခန္ဓာကိုယ်တစ်ခုလုံးသွေးတွေနဲ့ရွှဲနေပါတယ်။ကြောက်လန့်တကြားနဲ့သူကကျန်တဲ့ပူရောဟိတ်တွေအားလုံးလမ်းမှာတင်တေးဆုံးသွားပြီဆိုတာကိုပြောပြလိုက်ပါတယ်။ဒီအချိန်မှာတော့အခြေအနေကကြောက်မက်ဖွယ်ကောင်းလွန်းတာကြောင့်နောက်ပြန်လှည့်လို့မရတော့တဲ့အခြေအနေကိုရောက်သွားပါပြီ။တုံရင်နေတဲ့အတန်နဲ့ပူရောဟိတ်ကဘာပဲလုပ်အခုတော့ငါတို့ဘာသာပဲလုပ်ရတော့မယ်လို့ပြောလိုက်ပါတယ်။အခန်းလယ်မှာမေရီကိုကတင်မှာကျုပ်တုပ်ထားတာကိုမြင်လိုက်ရတဲ့အခါပူရောဟိတ်ကပူဇော်ပွဲကိုစတင်ဖို့ပြင်ဆင်ပေမဲ့သူ့မျက်နှာပေါ်ကကြောက်ရွံ့မှုတွေကိုတော့ဖုံးကွယ်လို့မရနိုင်ပါဘူး။အမှန်တကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူတီလိုပူဇော်ပွဲမျိုးလုပ်ခဲ့တုန်းကအဲ့ဒီမကောင်းဆိုးဝါးကပဲသူ့မိသားစုတစ်ခုလုံးကိုဖျက်ဆီးခဲ့တာပါ။ဒီညမှာလည်းအတိတ်ကလိုမျိုးထပ်ဖြစ်လာမှာကိုသူအရန်ကြောက်လန့်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့အကူဖြစ်သူကငိုကြွေးလိုက်ပါတယ်။ Crying ကသူ့အလုပ်ကိုသာဆက်လုပ်ဖို့ပြောလိုက်ပါတယ်။အခုချက်ချင်းသာမရက်တန့်ရင်အားလုံးကိုတက်ဖြစ်လိမ့်မယ်လို့ဆိုပါတယ်။သူ့အကူဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့အခါဘုန်းတော်ကြီးကတတိတွေမွေးလိုက်ပါတယ်။သူကအခန်းပတ်လည်မှာဖျောင်းတိုင်တွေထုံးပြီး Mary ရဲ့ကိုယ်ပေါ်ကိုတန့်စင်ရည်တွေစတင်ပတ်ဖြန်းလိုက်ပါတယ်။ရည်တွေကသူ့ကိုယ်ပေါ်ထိလိုက်တဲ့အချိန်မှတင်သူကဝေဒနာတွေနဲ့အော်ဟစ်လိုက်ပါတယ်။သူ့ခန္ဓာကိုယ်ကလည်းတစုံတစ်ခုကအတွင်းထဲမှာခံစားနေရတယ်လို့မျိုးပြင်းပြင်းထန်ထန်တုန်ခါနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘုန်းတော်ကြီးကလက်ဝါးကတ်တိုင်ကိုသူ့ရင်ဘတ်ပေါ်တင်ပြီးဝတ်ပြုဆုတောင်းခြင်းကိုဆက်လုပ်ပါတယ်။နာကျင်မှုကြောင့်အော်ဟစ်နေရင် Mary ကဘာကြောင့်ငါ့ကိုဒီလိုလုပ်နေရတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါဖခင်ဖြစ်သူရဲ့မျက်လုံးတွေထဲကနေမျက်ရည်တွေစီးကျလာပါတယ်။ဘုန်းတော်ကြီးကဒီလုပ်ငန်းစဉ်ကိုဆက်လုပ်ဦးမလားလို့သူ့ကိုမေးလိုက်ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတော့စိတ်ထဲမှာပြိုလဲနေခဲ့ပါပြီ။သူကသူ့သမီးကိုကယ်တင်နေတာလားဒါမှမဟုတ်ပိုပြီးနာကျင်အောင်လုပ်နေတာလားဆိုတာကိုတော့မခွဲခြားနိုင်တော့ပါဘူး။အချိန်ကြာလာတာနဲ့အမျှဝတ်ပြုဆုတောင်းမှုကပိုပြီးအန္တရာယ်များလာပါတယ်။ Mary ကမေ့မျောသွားတဲ့အထိနာကျင်မှုတွေနဲ့ရုန်းကန်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ရဲတပ်ဖွဲ့ဝင်တွေကဘုန်းတော်ကြီးရဲ့မတော်တဆမှုဖြစ်တဲ့နေရာကိုရောက်ရှိနေပါပြီ။နေရာတစ်ခုလုံးကသွေးတွေကွဲကြည်နေတဲ့မှန်စတွေနဲ့ပြည့်နေနေပါတယ်။ရဲတွေကမတော်တဆဖြစ်ထားတဲ့ကားထဲကနေဘုန်းတော်ကြီးတွေကိုဆွဲထုတ်ဖို့လုပ်နေတဲ့အချိန်မှာပဲကားကရုတ်တရက်ပောက်ကွဲထွက်သွားပါတယ်။မီးတောက်တွေကနေရာတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီရှုပ်ထွေးမှုတွေကြားထဲမှာပဲရဲတွေက Mary ရဲ့ဖခင်ဖြစ်သူရဲ့အကိုလည်းတေဆုံးသွားတဲ့သူတွေထဲမှာပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲကြောက်မက်ဖွယ်ကောင်းတဲ့အမှန်တရားကထွက်ပေါ်လာပါတယ်။အိမ်ထဲမှာရှိနေတဲ့ဘုန်းတော်ကြီးကအစ်စ်မှန်မဟုတ်ခဲ့ပါဘူး။လူတွေကိုတခြားလုံးလှည့်စားနေတဲ့တူညီတဲ့နတ်ဆိုးစွမ်းအားတစ်ခုသာဖြစ်ပါတယ်။သူက Mary ကိုကယ်တင်ဖို့ကြိုးစားနေတာမဟုတ်ပဲသူ့ကိုညှဉ်းပန်းနှိပ်စက်နေတာသာဖြစ်ပါတယ်။အခုတော့ Mary ရဲ့မိခင်ကမကြည့်ရတော့ပါဘူး။ဒါကကုသတာမဟုတ်ဘူး။ဒီအတိုင်းဆက်လုပ်နေရင်ငါသမီးတည်သွားလိမ့်မယ်လို့အော်ဟစ်လိုက်ပါတယ်။သူကအတုအယောင်ဘုန်းတော်ကြီးကိုဆွဲကင်ပြီးရက်တန့်အောင်ကြိုးစားလိုက်ပါတယ်။ Mary ကိုထပ်ပြီးဒုက္ခမပေးဖို့သူတားဆီးပေမဲ့ဖခင်ဖြစ်သူကတော့ဝေခွဲမရတဲ့အခြေအနေမှာပဲရှိနေတော့မှာပဲ။ဇနီးဖြစ်သူရဲ့စကားကိုလစ်လူရှုပြီးသူမကိုကြမ်းပြင်ပေါ်လဲကျသွားအောင်ပြင်းပြင်းထန်ထန်တွန်းထုတ်လိုက်ပါတယ်။ပြီးတော့ဘုန်းတော်ကြီးကိုကြည်ပြီးကိုဆက်လုပ်ဖို့အမိန့်ပေးလိုက်ပါတယ်။ရုတ်တရက်ပဲပတ်ဝန်းကျင်ကပိုပြီးကြောက်စရာကောင်းလာပါတယ်။ဒေါသတွေထွက်နေတဲ့ဖခင်ဖြစ်သူကသူ့ဇနီးကိုလဲပေးညှစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှသူ့အကိုဖြစ်သူစီအကြည့်ရောက်သွားပါတယ်။သူ့မျက်နှာပေါ်မှာကြောက်မက်ဖွယ်ကောင်းတဲ့အပြုံးတစ်ခုပေါ်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲသူ့ရှိမှရက်နေတာသူ့ကိုမဟုတ်ပဲမကောင်းဆိုးဝါးကိုယ်တိုင်ဖြစ်နေမှဖခင်ဖြစ်သူသဘောပေါက်သွားပါတယ်။ဒေါသထွက်ပြီးသူ့ကိုခုံအုပ်လိုက်ပေမဲ့အဲ့ဒီအစွမ်းထက်တဲ့တရဝါကသူ့ကိုကြမ်းပြင်ပေါ်ပြင်းပြင်းထန်ထန်ပစ်ပေါက်လိုက်ပါတယ်။သူ့ကိုတတ်တော့မဲ့ဆဲမှာပဲစစ်မှန်တဲ့ဘုန်းတော်ကြီးရောက်လာပါတယ်။သူကဆူတောင်းစာတွေကိုကျေလောင်စွာစတင်ယူဖတ်ပါတယ်။အဲ့ဒီမကောင်းဆိုးဝါးကဘုန်းတော်ကြီးရဲ့အတန်ကိုကြားလိုက်တာနဲ့ချက်ချင်းပဲဝေဒနာတွေခံစားပြီးရုန်းကန်နေပါတော့တယ်။တစ်ဖက်မှာတော့ Mary ကပြင်းပြင်းထန်ထန်တန်ရာရနေပြီးမနှဲတောင်မတက်ရက်နိုင်ုံပါပဲ။သူမကတိုးလောင်ခန်းစီကိုရိုင်းနေနဲ့ရှောက်သွားပါတယ်။အဲ့ဒီအချိန်မှာဘုန်းတော်ကြီးကသူမရှိမှမှန်တစ်ချက်ကိုချပေးလိုက်ပါတယ်။မကောင်းဆိုးဝါးကမှန်တဲ့ကသူ့ပုံရိပ်ကိုမြင်လိုက်တာနဲ့စိတ်လှုပ်ရှားပြီး Mary ရဲ့ခန္ဓာကိုယ်ထဲကနေထွက်ခွာဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ဇလန်းကဒီမှာတင်မပြီးဆုံးသေးပါဘူး။ဘုန်းတော်ကြီးကအဲ့ဒီမကောင်းဆိုးဝါးကိုသူ့ကိုယ်သူတဲကိုဆွဲသွင်းလိုက်ပါတယ်။ပြီးတော့သူ့ညီဖြစ်သူကိုကြည့်ပြီးအခုငါ့ကိုတက်လိုက်ပါလို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါသူ့ညီဖြစ်သူမှလုံးဝစိတ်တက်ကြသွားပါတယ်။ငိုယိုရင်းနဲ့ပဲကျိုးနေတဲ့လက်ဝါးကတ်တိုင်ကိုယူပြီးဘုန်းတော်ကြီးရဲ့ရင်ဘတ်ကိုထိုးဆိုင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမကောင်းဆိုးဝါးနဲ့ဘုန်းတော်ကြီးနှစ်ယောက်စလုံးပျက်စီးသွားပါတော့တယ်။ရက်တော်ကြာကြောက်ရွံ့မှုတွေကြားမှာနေခဲ့ရတဲ့မိသားစုဟာမကောင်းဆိုးဝါးရဲ့ဘေးကနေလွတ်မြောက်သွားပြီးဒီကြောက်မက်ဖွယ်ကောင်းတဲ့ဇလန်းလည်းအဆုံးသတ်သွားပါပြီ။ဒီဇလန်းကိုသဘောကျတယ်ဆိုရင် like လုပ်ပြီး subscribe လုပ်ဖို့မမေ့ပါနဲ့ဦး။နောက်ထပ်ကြောက်စရာကောင်းတဲ့ရုပ်ရှင်ဇလန်းတွေနဲ့ပြန်ဆုံကြမယ်နော်။